အားလုံးပဲမင်္ဂလာပါတက္ကရာမကြိုဆိုပါတယ်ကျွန်တော်ကတော့တက္ကရာမကိုဆိုင်ဖြစ်ပါတယ်တုံငယ်ရှင်းတွေနဲ့စက်တူစီးပွားရေးတနည်းအားဖြင့် partnership လုပ်ငန်းမလုပ်ခင်မှာမဖြစ်မနေတည်ထားရမယ့်စီမင်းလေးချက်ကိုပြောပြပါမယ်ဒီနေ့ဗီဒီယိုမှာတော့ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့လူငယ်တွေအတွက်အရန်ကိုအရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးပြီးတော့ပါမယ်အားတော့စက်တူ share တနည်းအားဖြင့် partnership စီးပွားရေးလုပ်ငန်းအကြောင်းပဲဖြစ်ပါတယ်လူငယ်တော်တော်များများကစီးပွားရေးတစ်ခုစချင်ပေမဲ့ကိုယ်မှာအရင်ငွေကြေးအပြည့်အဝမရှိတာကြောင့်ပဲဖြစ်ဖြစ်အမှမဟုတ်အတွေ့အကြုံမလုံလောက်သေးတာကြောင့်ပဲဖြစ်ဖြစ်ကိုယ်ငယ်ချင်းကိုရင်းနှီးတဲ့တူတွေနဲ့စုပေါင်းပြီးစက်တူ share အနာရှိလုပ်ငန်းတွေကိုစတင်တတ်ကြပါတယ်ဒါကတကယ်တော့အရင်ကောင်းတဲ့စတင်မှုပါအရင်နည်းတွေကိုရလာမယ်တယောက်နဲ့တယောက်မတူညီတဲ့အရေးချင်းတွေကိုပေါင်းစပ်နိုင်မယ်အရှုံးပေါ်လာရင်တော့တယောက်တည်းတန်မခံရပဲအားလုံးကိုမျှဝေခံစားလို့ရပါတယ်ဒါပေမဲ့စက်တူလုပ်ငန်းတော်တော်များများဟာအစပိုင်းမှာတိတ်အဆင်ပြေပေမဲ့နောက်ပိုင်းမှာသဘောထားကွဲလွဲမှုတွေဖြစ်ပြီးတူငယ်ချင်းတွေကနေရန်သူဖြစ်ကလုပ်ငန်းတွေ disband ပြီးပြည့်စည်သွားတဲ့အဖြစ်တက်ကြပါတယ်ဒါဆိုရင်ဒီလိုမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလူတင်ကာကွယ်ရမလဲအတူလိုက်ကြည့်ရအောင်ပါပထမဆုံးအနေနဲ့အရေးကြီးဆုံးစီမင်းကတော့စာချုပ်စာတမ်းခိုင်မာဖို့ပါပဲတရုတ်မှာစကားပုံတစ်ခုရှိပါတယ်ညီအကိုလိုပေါင်းပြီးစရင်ရှင်းရင်တစိမ့်လို့ရှင်းပါတဲ့ဘလောက်ပဲရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်နေပါစေဆွေမျိုးအရင်ကြီးတွေပဲဖြစ်နေပါစေဒီပါရေးလုပ်ပြီးဆိုရင်အဆက်ကတိနဲ့ဘယ်တော့မှမလုပ်ပါနဲ့လုပ်ငန်းအစမှာအားလုံးကစိတ်တူကိုယ်တူနဲ့မို့ဘာမှမဖြစ်ပေမဲ့လုပ်ငန်းတွေအရင်အောင်မြင်လာတဲ့အချိန်ဒါမှမဟုတ်အရှုံးတွေအများကြီးပေါ်လာတဲ့အချိန်တွေမှာလူတွေရဲ့စိတ်ကပြောင်းလဲတတ်ကြပါတယ်ဒါကြောင့်ဘသူကရှေ့ရငွေဘလောက်ထည့်ဝင်ထားတာလဲလုပ်ငန်းရဲ့ပိုင်ဆိုင်မှုအချိုးအစားကဘယ်လိုရှိလဲဆိုတာကိုတရားဝင်ဥပဒေနဲ့အညီစာချုပ်ချုပ်ပြီးလုပ်ငန်းကိုစတင်တင်ပါတယ်ဒါကတယောက်ကိုတယောက်မယုံကြည်လို့မဟုတ်ပဲရေရှည်မှာပြဿနာကင်းကင်းနဲ့အလုံးလုံးနိုင်မှုအတွက်ကြိုတင်ကာကွယ်တာဖြစ်ပါတယ်ဒုတိယစီမင်းကတော့လုပ်ငန်းထဲမှာဘသူကဘာလုပ်မလဲဆိုတာတာဝန်ဝတ္တရားတနည်းအားဖြင့် role and responsibility ကိုအတိအကျခွဲဝေထားဖို့ပါလုပ်ငန်းတစ်ခုမှာ share ရှင်3ယောက်ရှိရဆိုပါစို့3ယောက်လုံးကအရာရာကိုလိုက်ပြီးပါဝင်နေမယ်ဆိုရင်လုပ်ငန်းလေပတ်မှုနေခွေးသွားနိုင်တယ်လို့စုံချက်ချက်ချရတာလည်းခက်ခဲတော့ပါလိမ့်မယ်ဒါကြောင့်တယောက်ကဘန်တာရေးနဲ့ဘင်းစရာတနည်းအားဖြင့် finance ကိုတိုင်းတယ်မယ်နောက်တစ်ယောက်ကဈေးကွက်ရှာဖွေရေးနဲ့အယောင် marketing and sales ကိုတာဝန်ယူမယ်နောက်ဆုံးတစ်ယောက်ကထုတ်လုပ်မှုတနည်းအားဖြင့် production ဘိုင်းကိုတာဝန်ယူမယ်စသဖြင့်အစကတည်းကနေတာဝန်တွေခွဲခြားထားရပါမယ်ကိုပိုင်ဆိုင်တဲ့တာဝန်ကိုအကောင်းဆုံးပြီးမြောက်အောင်လုပ်ပြီးတခြားလူတွေရဲ့လုပ်ငန်းခွင်ကိုဝင်မဆွတ်ဖက်တာဟာ professional ပြီးသားတဲ့ partnership လုပ်ငန်းတွေရဲ့လုပ်ဝက်ချက်တစ်ခုပါပဲတတိယစီမင်းကတော့အရေးကြီးဆုံးငွေကြေးကိစ္စပါလုပ်ငန်းကနေအမြတ်ရလာရင်ရင်းနှီးမြှုပ်နှံထားတဲ့ရာခိုင်နှုန်းအလိုက်ဘယ်လိုခွဲမလဲဆိုတာအားလုံးကသိပြီးသားပါဒါပေမဲ့အရင်ပေါင်းမှုအများဆုံးဖြစ်တတ်တာကငွေထည့်တဲ့လူတနည်းအားဖြင့် investor နဲ့တော့အားထည့်တဲ့လူတွေကြားမှာပါငွေထည့်တဲ့လူကအညက်ကိုပိုလိုရှင်တက်ပြီးလောက်အားထည့်တဲ့လူကလည်းနေ့စဉ်ခင်ပန်းခံလုပ်နေရတဲ့အတွက်သူ့ကိုယ်သူကိုရထိုက်တယ်လို့ခင်မြင်တတ်ကြပါတယ်ဒါကြောင့်ငွေထည့်တဲ့လူကဘယ်လောက်ရမယ်လောက်အားထည့်တဲ့လူကသူ့လစာအဖြစ်ဘယ်လောက်ယူပြီးအမျက်ဝေစုရနဲ့ဘယ်လောက်ရမလဲဆိုတာအစကတည်းကပုံပွင့်လင်းလင်းညှိနှိုင်းထားရပါမယ်နောက်တစ်ခုကတော့တကယ်လို့အရှုံးပေါ်ခဲ့ရင်တော့ဘယ်သူတွေကဘယ်လိုအချိုးအစားနဲ့တာဝန်ယူကြမလဲဆိုတာကိုပါထည့်သွင်းစဉ်းစားပြီးသဘောတူညီမှုချရပါမယ်ဒီနောက်ဆုံးစီးမင်းကစက်တူလုပ်ငန်းကနေနှုတ်ထွက်ခြင်းစီးပွားရေးတစ်ခုကတက်တန်းကြလာတဲ့အမျှပါတနာတွေရဲ့ဘဝအခြေအနေတွေပြောင်းလဲနိုင်ပါတယ်တယောက်ယောက်ကနိုင်ငံခြားထွက်တော်လို့ပဲဖြစ်ဖြစ်ကျန်းမာရေးအရာပဲဖြစ်ဖြစ်လုပ်ငန်းကနေနှုတ်ထွက်ခြင်းတဲ့အခါဒါမှမဟုတ်လုပ်ငန်းကိုဖျက်သိမ်းခြင်းတဲ့အခါပြည်လာတဲ့အများကြီးရှိတတ်ပါတယ်သူ့ရဲ့ရှယ်ယာကိုဘယ်လိုနည်းနဲ့တွက်ချက်ပြီးပြန်အမ်းမလဲတခြားပြင်ပကတစိမ့်တယောက်ကိုရောရှယ်ယာရောင်းပိုင်ခွင့်ရှိမရှိဆိုတာကိုအစကတည်းကကြိုတင်သဘောတူထားတင်ပါတယ်ဒါမှဒါကျန်တဲ့လူတွေအတွက်လုပ်ငန်းဆက်လက်လေပတ်ရမှာအခက်အခဲမရှိပါဖြစ်ပါတယ်စက်တူရှယ်ယာလုပ်ငန်းဆိုတာမမှန်ကန်ကန်စီမံခန့်ခွဲနိုင်ရင်အင်မတန်အင်အားကြီးမားတဲ့လုပ်ငန်းပုံစံတစ်ခုပါစိတ်တူကိုယ်တူငယ်ချင်းတွေနဲ့အခုပြောတဲ့စီမင်းတွေကိုတေချာလိုက်နာပြီးစတင်မယ်ဆိုရင်အောင်မြင်တဲ့စီးပွားရေးတစ်ခုကိုရနိုင်မှာတေချာပါတယ်ဒါအပြင်ဖြည့်ဆွတ်ပြီးတော့စက်တူလုပ်ငန်းတစ်ခုမှာမိဖက်တွေအကောင်းဆုံးအမြဲတမ်းပွင့်လင်းမြင်သာရှိဖို့အတွက်ငွေကြေးအစီရင်ခံစာတနည်းအားဖြင့် financial statement 3ခုကိုအနည်းဆုံးနားလည်ထားသင့်ပါတယ်ပထမဆုံးတစ်ခုက statement of profit or loss ဖြစ်ပါတယ်ဒါကတော့လုပ်ငန်းကနေအမြတ်ရနေလားအရှုံးပေါ်နေလားဆိုတာပြုစုပေးတဲ့စာရင်းဇယားဖြစ်ပါတယ်နောက်တစ်ခုက statement of balance sheet တနည်းအားဖြင့် financial position ဖြစ်ပါတယ်ဒါကလုပ်ငန်းမှာဘယ်လောက်ပိုင်ဆိုင်မှုရှိလဲအကျွေးဘယ်လောက်ရှိလဲပိုင်ရှင်တွေရဲ့အမှန်တကယ်ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲဆိုတာကိုဖော်ပြပေးတာဖြစ်ပါတယ်တတိယတစ်ခုက statement of cash flow ဖြစ်ပါတယ်ဒါကလုပ်ငန်းခွင်ကိုငွေသားပယ်ကနေဝင်လာတယ်လဲပေကိုထွက်သွားလေလဲဆိုတာပြသပေးတဲ့စာရင်းဖြစ်ပါတယ်စက်တူလုပ်ငန်းမှာအမြတ်ရနေတဲ့တခုတည်းကိုကြည့်ပြီးမစုံပြတ်သင့်ပါဘူးဒီ financial statement 3ခုကိုလာစဉ်မိဘအားလုံးအတူတူပြန်လည်သုံးသပ်ပြီးဆွေးနွေးမယ်ဆိုရင်ငွေကြေးပိုင်းမှာပွင့်လင်းမြင်သာမှုရှိပြီးနားလည်မှုလွဲတာတွေအငြင်းပွားမှုတွေကိုလည်းအများကြီး short ပေးနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေကိုယ်ပိုင်စီးပွားရေးစရှင်တဲ့လူငယ်တွေအတွက်ဗဟုသုတတစ်ခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ဖို့တောင်းဆိုပါရစေနောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ဆုံကြပါမယ်